ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်တို့ကရေခက်တက်တာ2တို့ပေါ့နော် model အမြင့်အလုံးအတန်လေးပြပြီးတော့မှာပဲဖြစ်ပါတယ်အခုပြနေအလုံးလေးကတော့ Toshiba brand အမြင့်ကတော့4ပေအတိပါအကျယ်ကတော့1ပေနဲ့6လက်မှာပါဗျဒီကောင်လေးက2တို့ဖြစ်တာမို့တကား2ပေါက်ပါတယ်အခန်း2ခန်းပါမယ်ဗျအေးခန်း1ခန်းအခန်းခန်း1ခန်းဆိုရင်2ခန်းပါတယ်ဗျဟုတ်ကဲ့အပေါ်ရှောင်းအခန်းလေးကတော့အေးခန်းပေါ့နော်အေးခန်းမှာဆိုရင်ကျွန်တော်သူ့ရဲ့အတွင်းခန်းလေးတစ်ချက်ပြပေးမယ်ဟုတ်ကဲ့သူ့ရဲ့အတွင်းခန်းမှာဆိုရင်တင်စရာပန်းလေး3ပန်းပါတယ်ပေါ့နော်1 2 3တင်စရာပန်းလေး3ပန်းပါတဲ့ပြင်ကိုအောက်မှာကျွန်တော်တို့အသီးရွက်ထုတ်ဖို့တဲ့အန်လေးတစ်အန်ပါမယ်ဗျသူပန်းလေးအကောင်လုံးကလည်းမန်ပန်းနဲ့လာတယ်မန်ပန်းနဲ့လာတဲ့အတွက်ကြောင့်မလို့ပစ္စည်းကိုတက်တောင့်တင်းတင်းနဲ့ကောင်းမွန်လေးတင်လို့ရတယ်ဗျဒီသူအပေါ်မှာဆွင်းကြော LED မီလုံးလေးထည့်ထားပေးတယ် LED မီလုံးလေးထည့်ထားပေးပါတယ်ပြီးတကားမှာဆွင်းနေကျွန်တော်အန်3ခုပါမယ်ဗျပြီးတကားမှာဆိုရင်တင်ဖို့အတွက်အန်3ခုပါမယ်ပြီးတော့သူက model ကြီးရတော်တော်လေးမြင့်တယ်ပေါ့နော်2020 model နဲ့ရမယ်ဗျ2020 model နဲ့ Toshiba အလုံးတန်လေးရမယ်ဟုတ်ကဲ့ဒီအပေါ်ခန်းလေးကတော့အေးခန်းပေါ့နော်ဟုတ်ကဲ့အဲ့ကျကျွန်တော်အသား5ခန်းပေါ့နော်အခက်ခန်းလေးပြပေးမယ်သူအခက်ခန်းကျတော့သူက model မြင့်သွားလို့ပေါ့နော်သူကအောက်ဒီလိုအန်ဆွဲလေးနဲ့လာတယ်ဗျအန်ဆွဲလေးနဲ့ဖြစ်သွားတယ်အောက်မှာတော့ကျွန်တော်တို့ထက်အသားငါးထည့်ဖို့တဲ့ပုံကြီးတစ်ပုံပါတယ်ပေါ့နော်ပုံဖြူကြီးတစ်ပုံပါတယ်ပြီးတော့အပေါ်မှာတော့ကျွန်တော်တို့ဒီလိုပန်းလေးတစ်ပန်းပါတယ်ဗျဒီမှာအသားတွေငါးတွေစိုက်ကြိုက်စီပြီးတော့ထည့်လို့ရတယ်တော်တော်လေးရှန့်တယ်ပေါ့နော်စေခဏခဏမသွားချင်တဲ့အိုင်ရှင်မတွေအတွက်ဆိုရင်တစ်ပတ်စာတော့လလုံးလက်လောက်လေးစီပြီးထည့်ထားလို့ရပါတယ်သူကစိမ်းနှုန်းလေးက9,600ပဲရှိတယ်ဗျ9,600ကိုကျွန်တော်မိုက်တုံ900ဝက်လက်ဆောင်ပါမယ်ပြီးတော့ကျွန်တော်အာမခံတစ်နှစ်ပါမယ်ဗျအာမခံတစ်နှစ်မှာဆိုရင်လည်းတစ်လအတွင်း3ကြီးလို့မအေးတော့မခဲတော့အလုံးလက်ချိန်ပေးတယ်တစ်နှစ်အတွင်းမှာတော့ပစ္စည်းလက်ပစ္စည်းကိုပေးရတယ်လက်ခံမြူပဲပြင်ပေးပါတယ်ခင်ဗျတော့ပေးဖက်မှာဆိုရင်အနာဆိုကြီးကြီးပါပါပါလာမျိုးမရှိဘူးဒီဖက်မှာဆိုရင်ကြီးမှမပါဘူးဗျဟုတ်ကဲ့ဒီလုံးလေးကျင်းတက်လို့မာဦးမယ်ဆိုရင်တော့ကျွန်တော်တို့မြစ်တာအိုင် Facebook page ချက်ပေါက်မှာလာပြီးတော့အသေးစိတ်ဆက်သွယ်မိမြတ်မာဦးနေပါတယ်ခင်ဗျကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ